ဒီရွေးကောက်ပွဲနဲ့အသိပံပြုမှုကိုထိုင်းဘက်ကလည်းသတိထားပြီးဆက်ဆံပါပဲအဲ့တော့ဒီလိုအပြောင်းလဲတွေကြားတဲ့ကနေကျွန်တော်တို့ဟာဒေါ်လာရေးကိုသွားနေရတယ်အဓိကကတော့ရက်တီချက်တစ်ခုအနေနဲ့ဆရာနာရှင်ကအမြဲတမ်းသူထိန်းချုပ်မှုအောက်မှာပဲကျွန်တော်တို့ကိုထားခြင်းတာကျင်တာကသူ့ရဲ့အကာအကွယ်အောက်မှာတို့ဒီမဟုတ်သူ့ရဲ့ control အောက်မှာသူ့ရဲ့ထားရနေစေရသွားဘဝအောက်မှာပဲကျွန်တော်တို့ကိုထိန်းချုပ်ထားတာအဲ့ဒါကိုကျွန်တော်တို့ကဥပြောင်းအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါရစေကျွန်တော်တို့ channel ကဆိုရင်နေ့စဉ်လူတော်လိုင်းနဲ့ပတ်သက်တဲ့သတင်းတွေသတင်းများတွေကိုတင်ဆက်ပေးတော့မှာမို့ကျွန်တော်တို့ channel ကို like နဲ့ subscribe လေးပြုလုပ်ပေးပြီးနေ့စဉ်ကြည့်ရှုစောင့်မျှော်ပေးကြဖို့တိုက်တွန်းအပ်ပါတယ်တို့အတင်းကျပ်စစ်မှုမထမ်းမနေရတဲ့အတင်းကျပ်စုဆောင်ထားတဲ့ဒီစစ်သားအသစ်တွေနဲ့တိုက်ပွဲတွေထိုးပြီးတော့နေရာတချို့ပြန်ရတာပေါ့ဗျာအဲ့တော့အဲ့ဒါနဲ့သူတို့ကလုပ်ပြတာပေါ့အမှန်ကအဲ့လိုမျိုးသူတို့ထိုးလိုက်ရင်ဘယ်လိုရင်ဆိုင်မလဲဆိုတာကျွန်တော်တို့ဘက်ကပြင်ဆင်ထားပြီးသားလည်းရှိသလိုကျွန်တော်တို့ဘက်ကလည်းပြန်လဲရုံထားမှာပဲရှိပါတယ်အချိုးအကြောင်းမစီလျော်လို့ကျွန်တော်တို့ကဆုတ်ပေးလိုက်ရတာပဲရှိမယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ပြစ်နေအောင်ပါပဲဝင်းကကိုစွဲပြောသလိုနောက်ဆုံးမရရလာပြီးချောင်းပြစ်နေအောင်ပါပဲလုံနေအောင်ပါပဲအဲ့တော့ဒီလိုအနေထားများအရာဒီ real ဒေါ်လာရေးပေါ့နော်အစစ်အမှန်ဒေါ်လာရေးဆိုတာလိုအပ်လာပြီပြောချင်တာကအခုလိုဆရာနာရှင်ဘက်ကစစ်ကြောင်းတွေထိုးလာလေ NUG လိုအပ်လာလိမ့်မယ်ဟိုတော့ကတယောက်တစ်ပေါင်းနဲ့ငါတို့ထိုးမယ်ဟိုစစ်တပ်ဘက်ကလာမယ်10ယောက်လောက်လာမယ်ကိုဘက်က100လောက်နဲ့ဝိုင်းပြစ်လိုက်မယ်စစ်ဘက်ကထွက်ပြေးမယ်ပုံစံနဲ့သွားတော့ NUG မလိုတော့ဘူးပေါ့အခုပုံစံနဲ့သူတို့အုံနဲ့ချင်းနဲ့ပြန်ဝင်လာတဲ့ခါကျရင်ကျွန်တော်တို့ဘက်ကလည်းဗဟိုကွန်မန်းဆိုတဲ့ NUG လို့အစိုးရတရက်နဲ့စစ်တပ်တကြတိုက်ပွဲဝင်ဖို့လိုအပ်လာပြီဆိုတာပို့ပြီးတော့ပေါ်လွင်ထင်ရှားလာစေတယ်အဲ့ဒီ NUG မှာနဲ့အဲ့ဒီတိုင်းရင်းသားတွေပေါင်းပြီးတော့ကျွန်တော်တို့ခေါင်းဆောင်မှုအပြောင်းလဲတော့လုပ်တင်တယ်လုပ်ရမယ်ဒါပေမဲ့အဲ့ဒီဥဆောင်မှုအောက်ကနေသွားမှရတော့မယ်ဆိုတာပို့ပြီးထင်ရှားလာစေတယ်အဲ့တော့အခုလက်ရှိဖွဲ့ထားတဲ့အင်အားအနေထားနဲ့လက်ရှိဖွဲ့ထားတဲ့တော်လန်ရေးလမ်းကြောင်းအနေထားများအရကျွန်တော်တို့မလုံလောက်သေးဘူးဒါကျွန်တော်တို့အခုကောက်ချက်ချအောင်အဲ့ဒီရည်ရွယ်ချက်အရကျွန်တော်ဒီနွေဦးတော်လန်ရေးရဲ့ဗဂတိအနေထားကိုကျွန်တော်အပိုင်း100လောက်ပြောဖို့ကြိုးစားတာအခုဒီအပိုင်းကတော့အပိုင်း3ဖြစ်မှာပေါ့နော်အပိုင်း3ဖြစ်မှာပေါ့ကျွန်တော်တို့ကဟိုတူဦးချင်းတယောက်ချင်းတစ်ဖွဲ့ချင်းကို criticize လုပ်ခြင်းခေါ်တာပေါ့နော်အပြစ်ပြောခြင်းလက်ညှိုးထိုးခြင်းရမယ်ရှာခြင်းမရှိပါဘူးပြောချင်တာကပအိုးလည်းမလုပ်ဘူးပလောင်ကိုလည်းမလုပ်ဘူးဝါကိုလည်းမလုပ်ဘူးကချင်ကိုလည်းမလုပ်ဘူးရိုဟင်ဂျာလည်းမလုပ်ဘူးဒါကျွန်တော်တို့စိတ်ဝင်စားဘူးဒီကိစ္စကျွန်တော်တို့စိတ်ဝင်စားတာကကျွန်တော်တို့ရဲ့အရေးကြီးဆုံးရည်မှန်းချက်ဒီစစ်အာဏာရှင်စနစ်ကိုစစ်ရေးနည်းနဲ့ဘလို့အမြန်အနိုင်တိုက်မလဲပဲစိတ်ဝင်စားတာအဲ့တော့ဒီအချိန်မှာဒုက္ခသည်တွေပြည်တွင်းပြန်ရေးဆိုတာကျွန်တော်တို့ဘလို့မှမဖြစ်နိုင်ဘူးစကိုင်းမကွေးကဒုက္ခသည်တွေလည်းပြန်လို့မဖြစ်ဘူးကရင်ဒုက္ခသည်လည်းပြန်လို့မဖြစ်ဘူးရှမ်းဒုက္ခသည်လည်းပြန်လို့မဖြစ်ဘူးရိုဟင်ဂျာဒုက္ခသည်လည်းပြန်လို့မဖြစ်ဘူးအဲကြောင့်ဒီအချိန်မှာစစ်ပွဲတွေဖြစ်နေတယ်မတိမငြိမ်တွေဖြစ်နေတယ်စစ်အာဏာရှင်ကရှုံးတဲ့အတွက်ရှုံးမဲနေတယ်အဲ့ဒီအချိန်မှာဒုက္ခသည်တွေကိုပြန်ခေါ်ဖို့ဆိုတာဖြစ်မှမဖြစ်နိုင်တာဒါကြောင့်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ဒီအချိန်မှာရိုဟင်ဂျာဒုက္ခသည်တွေပြန်ပို့ဖို့အတွက်အေးကိုဖိအားပေးပါလို့ပြောခြင်းဟာမမှန်ပါဘူးဒါမှန်ကန်တဲ့ယက်တီချက်မဟုတ်ထိုနည်းလည်းကောင်းမဲ့ထိုင်းကလည်းသူထိုင်းမှာရောက်နေတဲ့ကရင်ဒုက္ခသည်တွေမြန်မာဒုက္ခသည်တွေပြန်ပို့ဖို့လုပ်တာမမှန်ပါဘူးပြီးတော့နေဆက်မှာရှိတဲ့ဒီစစ်ရွှေရှောင်နေတဲ့လူတွေအားလုံးစကိုင်းကိုပြန်มาကရင်ကိုပြန်มาเนาะတနင်္သာရီကိုပြန်มาပြောနေကြလဲကရင်ကြီးကိုပြန်မမှန်ပါဘူးဘာကြောင့်လဲကျွန်တော်တို့ဒီစစ်ဖြစ်နေတာရခိုင်မှာလည်းနေ့တိုင်းတိုက်ပွဲတွေဖြစ်နေတာပြောချင်တာကတိုက်ပွဲဖြစ်နေတာဖြစ်တဲ့အတွက်လက်နက်ကင်တဲ့သူအချင်းချင်းဒီ
တိုက်နေတာဖြစ်တဲ့အတွက်ဒီတမန်အရက်သားတွေရဲ့လုံခြုံရေးကိုဘယ်သူမှအာမခံချက်မပေးနိုင်ဘူးမကာကွယ်ပေးနိုင်ပါဘူးအဲ့တော့ရှိတဲ့လူတွေတောင်ထွက်ပြေးနေရတယ်ရှိတဲ့လူတွေကတော့ရှိတဲ့လူတွေကတော့စစ်ဘေးရှောင်ပြီးတော့လွတ်တဲ့နေရာကိုပြေးရတယ်ဒါတကဘာလုံးရဲ့သဘောတရားပါပဲစစ်ဖြစ်လာပြီဆိုရင်စစ်ပြေးတဲ့လူပေါ်လာတာပဲလူသားသဘောတဘာဝကဘယ်သူမှအသိမခံဘူးလေအဲ့တော့အခုကမြန်မာနိုင်ငံမှာရင်ကြားစစ်ရေးနဲ့ဒီစစ်ဘေးရှောင်ပြေးသူရိုဟင်ဂျာများအပါဝင်ငကိုမူရင်းဒေသကိုပြန်ဖို့ဆိုတာမဖြစ်နိုင်သလိုအဲ့ဒါကိုတိုင်တယ်ပြီးပြောဆိုနေခြင်းကလည်းမမှန်ပါဘူးအဓိကဥရင်ဆိုင်နေရတာဒီစစ်အာဏာရှင်ကိုဘယ်လိုအနိုင်တိုက်မလဲဘယ်လိုခုခံမလဲဘယ်လိုထိုးစစ်လုပ်မလဲဘယ်လိုကိုထိန်းချုပ်လို့ရတဲ့ဒေသတွေကိုဘယ်လိုရရှိထိန်းချုပ်လို့ရအောင်အုပ်ချုပ်မလဲနောက်ဆုံးသူတို့ပြောနေတဲ့ Federal Unit တွေရဲ့ပြည်내အစိုးရတွေဘယ်လိုကြီးညာမလဲဘယ်လိုအုပ်ချုပ်ရေးရန်တရားတည်ဆောက်မလဲဆိုတာကပဲကျွန်တော်တို့ကအရေးတကြီးလိုအပ်နေတာပါအဲ့တော့တူးချင်းတစ်ဖွဲ့ချင်းဥမာကချင်ကလည်းကချင်အတွက်ပြောတယ်ချင်းကလည်းချင်းအတွက်ပြောတယ်ရှမ်းကလည်းရှမ်းအတွက်ပြောတယ်ရိုဟင်ဂျာကလည်းရိုဟင်ဂျာအတွက်ပြောသတင်းသားတွေကလည်းသတင်းသားအတွက်ပြောတယ်နော်စကိုင်းမကွေးသားတွေကလည်းသူတို့အတွက်သူဒါမှန်တယ်ဒါတူးချင်းကမှန်တယ်ဒါပေမဲ့တစုံလုံးအနေနဲ့ကကြတော့စစ်အာဏာရှင်ကိုတယောက်တော့ပေါက်တော့လို့ရင်ကျွန်တော်တို့ပဲခံရမှာဒါအလွန်အမတန်အရေးကြီးတဲ့အကွေ့အပြောင်းကြီးပါဒါကြောင့်ကျွန်တော်တို့အားလုံးစီလုံးညီညွတ်မှုရှိဖို့ကိုပဲကျွန်တော်တို့ကဥတီကြစေခြင်း ਨੇ အဲ့ဒီအတွက်ကလည်းအလွန်အမတန်အရေးကြီးတယ်ဒါဆိုရင်စစ်အာဏာရှင်တွေဘာကြောင့်တလောက်အထိနာသွားတော့လဲဘာကြောင့်သူတို့ပြုတ်ကျလူနီးနီးတဲတဲလေးလူတော့တာလဲဒါကိုကျွန်တော်ကသုံးသပ်ပြနေတာဘာကြောင့်လဲကျွန်တော်တို့ရဲ့တည်ရှိနေမှုကိုစစ်အာဏာရှင်ကဘယ်လိုမှပပြအောင်မလုပ်နိုင်တော့ဘူးကျွန်တော်တို့ကိုချစ်တော့ဘုတ်ကိုရှာစားတတ်တယ်ကိုယ့်ကိုရှင်သန်အောင်နေတတ်တယ်ကိုယ့်ကိုရက်တည်တတ်တယ်ပြောချင်တာကနိုင်ငံတကာရဲ့အလှူငွေတွေလည်းတိုက်တာဖြစ်တယ်ကိုယ့်ကိုလည်းရှာစားတတ်တယ်ပေါ့ဒါပေမဲ့အချိန်တန်ရင်ရှာစားလာမှာပဲလက်နဲ့ကင်လာပြီးဆိုရင်ရှာစားလာမှာပဲဟိုတော့ကတော့ပြောသလိုပေါ့ဘိန်းဆိုင်ကြတယ်တန်ရဇာတ်တွေရောင်းစားကြတယ်တူးစားကြတယ်ကုန်ကူးကြတယ်နေဆက်တွေနဲ့အယောင်းဝယ်လုပ်ကြတယ်အခွန်ကောက်တွေကောက်ကြတယ်အခုဆိုရင်ကြားဖြတ်လုပ်ငန်းကြီးတည်ထောင်ပြီးတော့ပတ်စံရှာတယ်ကိုဒေသကနေညီမျိုးစုံနဲ့ရက်တီမှာပဲအဲ့တော့သူနီးသူဟန်နဲ့ရက်တီနေတာဖြစ်တဲ့အတွက်အဲ့လိုရက်တီနေမှုမတည်ငြိမ်နေမှုကနေကဘာကြီးကဟာမြန်မာနိုင်ငံကဒီလိုမတည်မငြိမ်မှုတွေဖြစ်လို့ဒီလိုရာဇဝမှုလုပ်ငန်းတွေကြားဖြတ်လုပ်ငန်းတွေဘိန်းလုပ်ငန်းတွေလူကုန်ကူးမှုလုပ်ငန်းတွေလူမှောင်ခိုကူးတဲ့လုပ်ငန်းတွေတန်ဇာတ်တွေဖြုံးပြတဲ့လုပ်ငန်းတွေဖြစ်လာတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာဒီစနစ်တစ်ခုတည်ငြိမ်အောင်လုပ်မှရမယ်ဆိုတဲ့ဝင်ရောက်ဆွဲဖက်မှုပေါ့နော်ပေါ်လာဒါကလည်းသူတို့ကိစ္စပေါ့ဒါပေမဲ့ဘယ်သူမဆိုသူတို့ရှင်သန်ရက်တည်ဖို့အတွက်သူတို့ကတော့ရက်တည်ရမှာပဲအဲ့တော့ကိုဘယ်နိုင်ငံကလက်နက်ပေးမလဲကိုဘယ်နိုင်ငံကပတ်စံထောက်ပံ့မလဲကိုဘယ်နိုင်ငံကနည်းပညာပေးမလဲကိုဘယ်နိုင်ငံကဒီကမ္ဘာစီမီပေါ်မှာကုလသမဂ္ဂပေါ်မှာနိုင်ငံတကာစာမျက်နှာပေါ်မှာအကူအညီပေးမလဲအပြန်အလှန်မိတ်ဆွေရှာရတာပဲကိုတွေပဲလားသူတို့ဘက်ကလည်းရှာတာပဲသူတို့ဘက်ကလည်းသူတို့ကိုဘယ်သူလက်နဲ့ထောက်ပံ့ပေးမလဲသူတို့ကိုဘယ်သူပတ်စံထုတ်ပေးမလဲသူတို့ကိုဘယ်သူကကမ္ဘာစီမီနဲ့မှာနေရာပေးမလဲအခုလိုပေါ့ဒီရုရှားကလုပ်တဲ့ဒီနျူကလ িয়ার ဆိုင်ရာအစည်းအဝေးတွေကိုသူစီဝိတ်တက်ရင်သူလိုပြည့်သူလူကြားမှာသွားလို့ရတယ်သူလဲရှာတာပဲကိုလဲရှာတာဒါကနှစ်ဖက်ဖြစ်နေတာဖြစ်တဲ့အတွက်သူလုပ်တယ်ကိုလုပ်တယ်အဲ့တော့ဒါကရှင်းရှင်းလေးမြင်နေရတာပဲအဲ့တော့ကိုလုပ်တဲ့နေရာမှာကျွန်တော်တို့ကနိုင်ငံတကာကလက်ခံတာလက်မခံတာတဲ့အခုအရှိတီမောပဲကြည့်အရှိတူမောကကျွန်တော်တို့ဒေါ်လာရေးကိုအားပေးခဲ့တယ်ကျွန်တော်တို့ NUG ကိုလက်ခံခဲ့တယ်ဒါပေမဲ့သူအာဆီယံဝင်ရတော့မယ်အာဆီယံဝင်ရတော့မှာဖြစ်တဲ့အတွက်သူအာဆီယံနိုင်ငံဖြစ်တဲ့တနိုင်ငံကမကက်ကွက်အောင်သူမြန်မာနိုင်ငံကိုလာရတယ်မြန်မာနိုင်ငံမှာတန်ရုံးလောက်ရမယ်တဲ့အချိန်မှာထုံးစံတိုင်းသူတစ်ဖက်ကိုကတ်ဖို့အတွက်တစ်ဖက်ကိုသူကငင်းရတာပဲတန်ရေးတမန်ရေးရနော်သူစက်ကျင်နေတဲ့လူတွေကိုသူလက်မခံဘူးပြောရတာပဲဒါအရှိတရားပဲလေ
သူကလည်းနိုင်ငံငယ်လေးဖြစ်တယ်အာဆီယံအဖွဲ့ဝင်ဖြစ်အောင်သူအရင်ကြိုးစားတယ်အာဆီယံအဖွဲ့ဝင်ဖြစ်ပြီးတော့မှသူ့သဘောပေါ့ဒါမျိုးပြောချင်တာအဲ့တော့သူကလည်းမိတ်ဆွေရှာတယ်ကိုကလည်းမိတ်ဆွေရှာတယ်အဲ့ဒီကနေမှကိုမာကကြတော့ဟိုတစ်ဖွဲ့ချင်းနေတဲ့ခါကျတော့လူမလေးဘူးပေါ့ဗျာမလေးစားဘူးပေါ့အဲ့ဒါမျိုးဖြစ်တော့ကျွန်တော်တို့ကစုပေါင်းပြီးနေဖို့ကြိုးစားတယ်အင်အားနဲ့ရက်တီဖို့ကြိုးစားတယ်စုပေါင်းခုခံဖို့ကြိုးစားတယ်ပေါ့အဲ့တော့ဘယ်လိုပဲဖြစ်ပေါ့ကြားဖြန့်ကိုအကြောင်းပြပြီးတော့ကိုကန်လိုဝါတော့လက်စွမ်းပြလိုက်ဟိုဒီတရုတ်ကလက်ခံလာနိုင်အောင်တရုတ်ကို reasonable ကြအောင်ပြောပြလိုက်နိုင်တယ်ဒါဖြစ်တဲ့အတွက်လောလောဆယ်တော့စစ်အာဏာရှင်အထိနာသွားတာဒါကတော့အကြောင်းပြချက်တွေပေါ့နော်အဲ့တော့ထိုင်းနိုင်ငံရဲ့နိုင်ငံရေးအနေထားအရလဲကျွန်တော်တို့ဒီတောင်ပိုင်းမှာရှိတဲ့တော်လှန်ရေးမှာဆက်ဆက်မှုရှိတာပဲအဲ့တော့အခုလက်ရှိထိုင်းနိုင်ငံရဲ့နိုင်ငံရေးအနေထားအရထိုင်းနိုင်ငံတော်မတည်မငြိမ်ဖြစ်နေပြီးဇန်နဝါရီလမှာလွှတ်တော်ဖျက်သိမ်းပြီးဧပြီမှာရွေးကောက်ပွဲလုပ်ရတော့မှာဖြစ်တဲ့အတွက်ဒီအချိန်မှာမင်းအောင်လှိုင်လူနဲ့ပတ်သက်တဲ့ပြန်လှန်လိုက်နိုင်တဲ့အခါမှာသူကျွန်တော်တို့ကိုထိန်းချုပ်လို့မရတော့ဘူး။အဲကြောင့်လက်နဲ့ကင်လိုက်တယ်။လွတ်မြောက်နေပြီတွေရသွားတယ်။နိုင်ငံတကာမှာရောက်နေကြတယ်။အဲ့တော့သူရဲ့ထိန်းချုပ်မှုအောက်ကနေလွတ်နေတာဖြစ်တဲ့အတွက်သူဟာဒီအာဟာရီအားလုံးကိုဘယ်လိုပြန်ထိန်းချုပ်မလဲဆိုတာသူနှီးမျိုးစုံနဲ့စူးစမ်းနေတာပဲ။ဒါပေမဲ့လက်ရှိအနေအထားကတော့မရပါဘူး။အခုထိကတော့မရသေးဘူး။အဲ့တော့သူရွေးကောက်ပွဲနီလန်းနဲ့သူဖောက်ထွက်ဖို့ကြိုးစားတယ်စီရင်နီလန်းနဲ့လည်းဖောက်ထွက်ဖို့ကြိုးစားတယ်ပေါ့အဲ့တော့သူဘလို့နီးနေပဲကြိုးစား